ကဂီရဲ့ရောက်ကမတွေအကြောင်းကိုဒီနေ့ပြောပြပေးမယ်ပေါ့နော်ဂီတို့ကကြတော့အခုလောလောဆယ်ရောက်ကမတွေနဲ့အတူတူနေတာပေါ့နော်အမျိုးသားကတော့ရုံးကိုသွားတယ်ဂီကကြတော့သူတို့ဆိုင်ကိုလာပြီးတော့တပတ်ကို3ရက်လောက်လာပြီးတော့ကူညီပေးတယ်ပေါ့နော်အမျိုးသားရုံးပိတ်တဲ့ရက်တွေဆိုရင်သူတို့ကဆိုင်ကိုလာပြီးတော့မကူညီခိုင်းဘူးနေရတာနဲ့အိမ်မတူတူနေအဲ့လိုမျိုးအိမ်မမနေချင်းဆိုရင်ဖားစားခြင်းနဲ့ရှောက်စားရှောက်သွားပေါ့နော်ရှောက်မသွားခြင်းဆိုအိမ်မှာပဲနေအချိန်ကုန်ခိုင်းတာပေါ့နော်ကိုယ့်ရဲ့အမျိုးသားနဲ့အတူတူနေရမယ်ဆိုပြီးတော့အဲ့လိုမျိုးမှားထားတယ်သူတို့ကူညီပေးပါမယ်ဆိုရင်တော့မခေါ်ဘူးအမျိုးသားရုံးပိတ်ရက်ဖြစ်တဲ့အတွက်သူတို့ကအမျိုးသားနဲ့အတူတူအချိန်ကုန်ခိုင်းတယ်အခုနောက်မှမြင်နေရတာကတော့ဂီရဲ့ရောက်ကမမားပေါ့နော်ဂီရဲ့ရောက်ကတိဖြစ်တဲ့သူကတော့အထက်မှာကာရှာမှာသူ့ရဲ့ဧည့်သည်နဲ့စကားပြောနေတာဖြစ်ပါတယ်အခုနောက်မှမြင်နေရတာတော့ဂီရဲ့မားပေါ့မမားကျတော့အနေအေးတယ်ပပကျတော့အရန်စကားများတယ်ဟိုအရေးကြီးတာတွေရောအရေးမကြီးတာတွေရောတစ်ချိန်လုံးစကားပြောနေတာပါသူကလေမမားကျတော့စကားပြောရတာမကြိုက်ဘူးသူကသူအေးဆေးဆေးနေတယ်အရေးကြီးမှပြောတယ်အရေးမကြီးမပြောဘူးပြီးရင်ပပကစကားများတာဖြစ်တဲ့အတွက်ကြောင့်မမားအမြဲတမ်းပြောတာပေါ့နိအရေးမကြီးတာတွေရောရှောက်ပြောနေရပဲသူများကနားလဲလားမသိနားမလဲလားမသိနေရှောက်ပြောနေရပဲပေါ့နော်အများနဲ့သူ့စုတာပေါ့ဒီပပနဲ့မမကကြတော့မနက်9 နာရီခွဲလောက်ဆိုသူတို့အိပ်ရထားတယ်အိပ်ရထားပြီးတော့မနက်စားဘူးလို့ရှိရင်သူတို့ကဆိုင်ဝင်သွားကြတယ်ည9 နာရီ10 နာရီတခါတလေကြလို့ရှိရင်17 နာရီလောက်မှပြန်လာကြတာပေါ့နော်အဲ့ဆိုင်မှာပဲတနေ့ကုန်အချိန်ကုန်တာတခါတလေကြတော့သူတို့တငယ်ချင်းတွေနဲ့တူတူအချိန်ကုန်တာပေါ့နော်အခုအများတန်းကြတော့ဒီဆိုင်မှာပဲအလုပ်လုပ်ရင်အချိန်ကုန်ပြီးတော့လေအိမ်လည်းပြန်မလာကြဘူးအဲ့ကြတော့ဂီကအိမ်မှာတယောက်တည်းပေါ့နော်အမျိုးသားကတော့ယုံသွားကြတယ်ဒီလိုမျိုးတပတ်မှာ3ရက်လောက်ကတော့သူတို့ဆိုင်မှာလာပြီးတော့ကူညီပေးဖြစ်တယ်အဲကြလို့ရှိရင်သူတို့ကဂီကိုအိမ်မှာလာကြိုတယ်လာကြိုပြီးရင်နေ့ကင်း12 နာရီလောက်ဆိုလို့ရှိရင်လာကြိုတယ်ဂီကအဲကြလို့ရှိရင်သူတို့ကိုထမင်းဘူးထည့်သွားပေးတာပေါ့နော်ပြီးရင်ညနေ6 နာရီကြာလို့ရှိရင်သူတို့ကလာပြန်ပို့ပေးတယ်အိမ်ဝင်လာပြန်ပို့ပေးတယ်အဲကြဂီကညသာတစ်ခါထပ်ချက်ကြတယ်ပြီးရင်သူတို့ပြန်လာရင်ထမင်းတူတူစားကြတယ်ပေါ့နော်ပြီးတော့ဂီရဲ့ရောက်ခမဖြစ်တဲ့မမကကြတော့ရမ်းလှပါကြိုက်တာသူရှိမှဆိုရင်ခရင်တွေကလည်းဘောင်းစုံပဲအဲဒီ skin care ပစ္စည်းတွေဆိုတဲ့အစုံပဲသူအသက်ကဆိုအခု64ပေါ့64နှစ်ကိုလေအရမ်းအလှပါကြိုက်တော့မယ်သူရဲ့အသားအရည်ဆိုတာကလည်းနုပြီးတော့လေနုပြီးတော့ပြောင်ဝင်းနေပဲခြေစလုံးတွေလက်မောင်းတွေဆိုလို့ရှိရင်လေပြောင်ဝင်းတာပဲကြည်လင်တာပဲသူရဲ့အသားလေဂီကအခုမှသူနဲ့တောင်မှပဲသူနဲ့ကြတော့ဒီတက်ကထက်ဝက်กว่าတယ်ကွာဒါပေမဲ့အသားရည်အတူတူပဲအဲ့လိုသွားဖြစ်နေခင်ဗျသူအားကြပြီးတော့သူ skin care ပစ္စည်းတွေလိုက်သုံးလားဘာမှတော့မပြောဘူးသူကလည်းအကုန်ယူသုံးဘာမှမဖြစ်သုံးလို့မျိုးရေကတက်တာထဲမှာဆိုလို့ရှိရင်လည်း mask တွေထည့်ထားတာအစုံပဲသူ့သားအငယ်လေးကလည်းသူ့အမေသုံးဖို့ဆိုပြီးတော့အများရန်ဝယ်ပေးရအဲ့ဒီ skin care ပစ္စည်းတွေလေရေချိုးပြီးရင်လိမ့်တဲ့လိုရှင်ရတသက်ရှိတယ်ညအိယာဝင်တို့လိမ့်တဲ့လိုရှင်ရတသက်တကူရှိတယ်ပြီးရင်သူလက်တွေကိုလိမ့်တဲ့ခရင်ရတသက်ရှိသေးတယ်သူကအဲ့လိုမျိုးပြီးတခါတလေကျရင်သူကအဲ့ဒီအလားပါစီကနေသွားပြီးတော့မျက်နှာသွားပြီးတော့ဗာလဲ outside တဲ့ပုံစံမျိုးတွေဗာရေးသွားလုပ်သေးတာသူကလေအရန်လှပါကြိုက်တယ်မမကကြတော့ပပကကြတော့အိမ်မှာထမင်းချက်ဟင်းချက်ပေါ့သူကပပကြတော့အရန်ထမင်းအချက်ဖြုတ်တိတ်ဝါသနာပါတာသူကတမိသားစုလုံးသူကချက်ကျွေးတယ်ဟိုငငယ်တည်းကတဲ့သူကတဲ့ချက်ကျွေးလာတာတဲ့အခုချိန်ထိပဲတဲ့အကီရောက်တော့ကီရတခါသူတို့ပြန်ချက်ကျွေးတာပေါ့နော်စနေတနင်္ဂနွေသူတို့လှုပ်ပေးတဲ့နေ့ဆိုရှင်ပပတမိသားစုလုံးကိုထမင်းဟင်းချက်ကျွေးတယ်အခုမြင်နေရတာတော့မမကိုလာပြီးတော့အပ်ထားတယ်အပ်ထယ်တွေပေါ့နော်သူရဲ့အပ်ထယ်တွေကလည်းအများကြီးပဲသိတာအဲ့ဒီစင်မောင်မှာဆိုလည်းအပြည့်ပဲအဲ့ဒါလည်းသူညင်းလိုက်တဲ့လူတွေကလည်းအများကြီးရှိသေးတယ်သူ့မှာကာရှာမာတွေကအများများတယ်ပေါ့နော်စင်မောင်မှာလာအပ်ထားတဲ့အထုပ်တွေကလေအဲ့ဒါပြည့်ချက်တိတ်တာပဲအနောက်ထဲတွေမှာရှိတယ်ပေါ့နော်အဲကြောင့်ဂီကတပတ်ကို3ရက်လောက်တော့သွားပြီးတော့ကူညီပေးဖြစ်တယ်အရင်တော့ဂီမရှိတော့ကတော့သူကတခြားသူကိုခေါ်ပြီးတော့လောက်ခိုင်းတာပေါ့နော်အခုဂီရှိတော့ဂီကိုကူညီခိုင်းတယ်ဂီကဆက်မချုပ်တတ်တော့သူ့အတွက်ကိုအဲ့လိုမျိုးခြီလေးတွေဖြုတ်ပေးတယ်အဲ့ဒါလေးပဲကူညီနိုင်တယ်ပေါ့နော်ကျန်တာကတော့သူ့ဘာသူလုပ်တယ်တနေ့ကုန်အလုပ်လုပ်တာပပနဲ့မမလေအသက်60ကျော်တနေ့ကုန်အလုပ်လုပ်တာအိမ်မှာနာနေလေမနေဘူးပေါ့နော်ဂီကသူတို့ကိုအခုလိုတပတ်မှာ3ရက်သွားပြီးတော့ကူညီပေးတာကိုသူတို့ကလကားမကူညီခိုင်းဘူးပေါ့နော်သူတို့ကဂီကိုပတ်စံပြန်ပေးပါတယ်ဂီကတော့မယူဘူးပေါ့နော်ညင်းတာပေါ့ရပါတယ်လို့မိသားစုတွေပဲကူညီပေးတာပါလို့အဲ့လိုပြောတော့ဂီရဲ့အမျိုးသားအနောက်ကနေဘာမှဖြစ်ဘူးယူအဲ့ဒါနဲ့ဂီကလက်ခံပါတယ်ဂီကတော့အိမ်မှာတပတ်ကို4ရက်လောက်ကတော့ထမင်းချက်ပေးရတာပေါ့နော်သူတို့အမြဲတမ်းမချက်ခိုင်းဘူးပင်မမှာဆိုလို့ဆိုပြီးတော့လေတခါတလေကျရင်ခောက်ဆွဲပြုတ်ပဲစားမယ်ရတယ်ဘာမှမချက်နဲ့တော့ဆိုပြီးတော့အဲ့လိုနေတွေလည်းရှိရပေါ့နော်ပပကကြတော့သူကမနှက်စာကိုအမြဲတမ်းပြင်မိတယ်အဲ့လိုမျိုးတမိသားစုတို့အတွက်ပေါ့သူမမရဲ့ဂီမြူသားအတွက်ရဲ့သူကမနှက်စာ
ထပြီးတော့ပြင်ပေးတယ်ပေါက်စီဒီပါတွေပေါင်းပြီးတော့ဗောနော်ခီကပေါက်စီမစားတဲ့အတွက်ကြောင့်သူကပြင်ကနေပြီးတော့ပေါင်မုတ်တွေဝယ်လာပေးတယ်ပြီးတော့ကြက်ဥကတနေ့ကိုနှလုံးစားရတယ်သူကကြက်ဥလည်းပြုတ်ပေးထားတယ်အဲ့လိုမျိုးပေါက်စီတွေလည်းပေါင်းပေးထားတယ်ကော်ဖီလည်းပြင်ပေးထားတာပေါ့နော်ပြီးတော့မနက်စာမစားခင်တောက်ဖို့ကြီးရအစားသူကပြင်ပေးထားသေးတယ်သူကပြီးတော့ဂီကိုမှားထားတယ်ပေါ့နော်သူ့ရဲ့အမျိုးသမီးမမားကတော့သူ့ရဲ့သမီးအကြီးပေါ့တဲ့ဂီကကြတော့သူ့ရဲ့သမီးအငယ်ဖြစ်ပါတယ်ဆိုပြီးတော့သူကလေအဲ့လိုမျိုးမှားထားတယ်တနင်္ဂနွေပိတ်ရက်တရက်ရှိတယ်အဲကြရင်လည်းသူတို့ကမနက်ကို10နိုင်လောက်အိပ်ရထားပြီးတော့အဲ့ဒါမနက်စာစားပြီးတော့တောင်သွားတက်ကြတာတောင်သွားတက်ပြီးလို့ရှိရင်ညနေ9နိုင်6နိုင်ကြာမှပြန်လာတာအဲ့လိုလူတွေတနင်္ဂနွေပိတ်ရက်ဆိုရင်လည်းမနာဘူးတောင်သွားတက်ကြတာပေါ့နော်